ကျွန်တော်ယူထားတဲ့6ဘာသာထဲမှာကျွန်တော်တို့ကတော့ email ကတော့အခက်အခဲတော့ပေါ့နော်အဲအကြောင်းတော့ပဲကျွန်တော် email လုပ်မယ်ဆိုလို့ရှိရင်တခြားဘာသာတွေတက်ပို့ပြီးတော့အချိန်ပေးရတယ်ပို့ပြီးတော့အားစိုက်ရတယ်ပြီးတော့ကျွန်တော်အပြင် tuition မယူထားတဲ့အတွက်ကျောင်းမှာဆိုရင် email ဆိုပုံမှန် lecture အချိန်ရော extra class တွေရော tutorial တွေရောအားလုံးကိုမပြတ်ဘဲနဲ့တက်ဖြစ်တယ်ပြီးတော့email ဆိုရင်ပို့ပြီးတော့ဒီ best paper တွေရော marking scheme နဲ့ပြန်တိုက်ပြီးတော့ဒါတွေခဏခဏလုပ်ဖြစ်တယ်ဒါတွေကြောင့်ပဲကျွန်တော်အခု email ကို A star ရပြီးတော့96မှတ်နဲ့တခြားဘာသာရေးတက်တာအမှတ်ကပို့ပြီးတော့များပြီးတော့ရခဲ့တယ်ဟုတ် IGCSE subject တွေထဲမှာဒီကျောင်းသားအားလုံးခက်မယ်တင်တဲ့ email ကတော့ကျွန်တော်တို့အခက်ဆုံးပါเนาะကျွန်တော် email ကိုဒီကျောင်းကပေးရ extra class တွေရော tutorial တွေရောတက်ပြီးတော့တေချာဖြည့်ပြီးတော့စူးစမ်းလုပ်ခဲ့ပါတယ်ဗျအဲ့အတွက်ကြောင့်လည်းကျွန်တော် email ကို final exam မှာ A star နဲ့အောင်မြင်ခဲ့ပါတယ်ဗျကျွန်တော်ပြင်ဆင်ခဲ့တာကတော့အဓိကအများဆုံးလုပ်ခဲ့မိတာက best paper တွေတော့ပေါ့နော် best paper ပဲအရေးကြီးဆုံးပဲ best paper ဒီဖြည့်နေနဲ့ ရတဲ့ experience ကအပြင်မှာတကယ်ဖြည့်ရမယ့် final exam ဖြည့်ရမယ့် experience ဆိုပဲပြီးတော့ကို best paper တစ်ခုဖြည့်ပြီးသွားရင်ဖြည့်ပြီးတဲ့ answer ကို marking scheme နဲ့ပြန်တိုက်ပြီးတော့ကွက်ကိုပဲအမှတ်ပြန်ချင်းဖြစ်တယ်အဓိကအဲ့ဒါပဲကျွန်တော်ရဲ့ improvement အတွက်အများကြီးအထောက်အကူပြုခဲ့ရပါတော့ကျွန်တော်ကျန်တဲ့ textbook တွေလည်းလုပ်တယ် YouTube channel တွေလည်းကြည့်ဖြစ်တယ်အဓိကတော့ကျွန်တော် best paper တွေအများကြီးလုပ်လို့ပဲကျွန်တော် result ကအရန်ကောင်းသွားတာပေါ့နော် IGCSE final exam အတွက်ကျွန်တော်ပြင်ဆင်ခဲ့တာကတော့ best paper တွေရယ်နောက်ကျောင်းက weekly test တွေလုပ်ထားတဲ့အတွက် revision ကိုအများကြီးလုပ်စရာမလိုခဲ့ဘူးပေါ့နော်နောက် best paper ရယ်နောက် YouTube တို့ဘာလို့မှာဒီ best paper ရဲ့ walk through လေးတွေကြည့်ပြီးတော့ marking scheme နဲ့ပြန်တိုက်တာရောရှိပါတယ်ဗျကျွန်တော်ကျောင်းတက်ခဲ့တဲ့တစ်လျှောက်လုံးမှာကျောင်းကတော့ event လေးတွေလုပ်ပေးတာအများကြီးရှိပါတယ်အဲ့ဒီနေရာမှာကျွန်တော်သဘောကျဆုံးကတော့ထမနေထိုးပွဲပေါ့နော်ကျွန်တော်တို့ကဒီ GPIS ကတစ်ဖွဲ့ပဲရှိရဗျာ GPIS ကတစ်ဖွဲ့နဲ့ Open Strategy First ကအကိုရီနဲ့ပြန်ရတာပေါ့နော်ထမနေထိုးပွဲမှာတခါမှမထိုးပဲနဲ့ဒီထမနေထိုးပွဲမှာပထမဆုံးပြန်ရင်းနဲ့ကျွန်တော်တို့ GPIS ကပထမဆုရခဲ့ပါတယ်အဲ့ဒါတော့လုံးဝအမှတ်တရအရှိဆုံးပဲပေါ့နော်ဟုတ်ကျောင်းရဲ့ဒီအမှတ်တရတွေနဲ့ပတ်သက်ပြီးတော့ဗောနော်ကျောင်းကတော့ဒီနှစ်စဉ် event တွေအများကြီးလုပ်ပေးပါတယ်ဗျဒီ event တွေထဲမှာကျွန်တော်အမှတ်ရဆုံးကတော့ဒီကျောင်းဒီပြီးသွားတော့ဗောနော်ကျွန်တော်တို့ဆောင်းဝဲမဖြေခင်မှာကျောင်းကစုပြီးတော့အမတွေကဒီကျွန်တော်တို့မုတ်တွေပါကျွေးရဗောနော်ဒီစုပြီးတော့ပီဇာတွေပါမှာစားကြတာတော့အမှတ်တရပါပဲဗျအခု IGCSE ဖြေဖို့အတွက်ပြင်ဆင်နေတဲ့ student တွေကိုကျွန်တော်ပေးချင်တဲ့အကြီးဆုံး advice ကတော့ကိုအားနေတဲ့ subject ကိုရဲ့ weakness ကိုစောစောစီးစီးသိအောင်ရှာပါတော့ပြီးသွားရင်ဒီ weakness ကိုသိလို့ရှိရင်ဒါကိုပဲအားစိုက်ပြီးတော့ပို့လုပ်မယ် effort ပို့ထည့်ပြီးလုပ်မယ်အချိန်ပို့ပေးပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဒီ weakness ကိုစောစောစီးစီးပြင်နိုင်တယ်ဆိုလို့ရှိရင်တော့ဇောင်းပွဲဖြေတဲ့အချိန်ကျရင်တော့အမှတ်ကောင်းကောင်းနဲ့ result ကောင်းကောင်းနဲ့ဖြေနိုင်ပါပါအားလုံးပဲ good luck ပါဟုတ် IGCSE ဖြည့်ဆိုမဲ့ကျောင်းသားကျောင်းသူတွေအတွက် advice ပေးချင်တာတခုကဒီ best paper ကိုအနည်းဆုံး9နှစ်ထိကိုပြန်ပြီးတော့ဖြည့်ကြည့်ပါဗျ။ဒါတွေကကျွန်တော်တို့အများကြီးထောက်ကူဖြစ်ခဲ့ပါတယ်။နောက်ပြီးတော့ဒီဆရာဆရာမတွေရှင်းပြတဲ့အချိန်မှာလည်းနားမလည်တာရှိရင်ချက်ချင်းပြန်ပြီးတော့ဆွေးနွေးပါနော်။အဲ့ဒါတွေကဒီ final exam အတွက်အများကြီးထောက်ကူဖြစ်နိုင်မယ်လို့မျှော်လင့်ပါတယ်ဗျ။အားလုံးပဲ good luck ပါ။